ကြီးမနေရဲ့တော့ရရွာတွင်တို့ရထာနေမှာဒီကစားလူဖြစ်ရတဲ့ကိုဝရှိတွင်ကိုတဲ့ရွယ်ငါနှစ်ကျော်စနေတွင်ဘော်ရီများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်မမေ့နိုင်ဘူးစင်ဘုရားတိမြေတော်ရရွာကိုမိုးရတဲ့ရမ်းရွာနေလို့ရတဲ့လူကြောင့်ညနေပဲလေးပြက်ကုန်ပြီတပေါင်းလေးတန်းဘိုးအေးနေလို့ကောင်းပါလေဘိုးရောလေညနေပြက်ကုန်ပါပြီဘယ်လိုလဲဒီကကုစားတိမှာတော့ပဲတပေါင်းလေးတန်းနေဖြစ်နေဇာတိမြေမှာနေပြီးကိုယ့်ရဲ့တောင်းသူအလုပ်ကိုလုပ်ကိုင်းနေရတာပြန်ပြဖို့ကောင်းပါလေ။ရဝိမှာလုပ်နေတဲ့ညီကိုများတဲ့မိုးတွေပါရင်တော့ညီကိုပြန်ရေးပေါက်မှာဖြစ်ပါလေ။ဒါပေမဲ့ဖိုက်တယ်မှာညီကိုတကယ်များအားလုံးကျမ်းမာချမ်းသာကြပါစေဗျာ။အားလုံးပဲဘုရားတိုင်ကနေသင်ပြေကြပါစေ။ဆိုလို့စီရင်ရွာလေးကနေရဝိမြေမှာတကယ်များကိုဆုတောင်းမြတ်ပူဇော်ပေးပါဗျာ။ပြီးတော့ပြပါတစားစားနဲ့ကိုဘဝမှာပဲရွေရောက်လို့လာပြန်တော့ရွာမှာကြော်ပေမဲ့လဲပြောရမှာမနေဆိုရမှာနေရမယ်လို့ဆိုရစကားရှိခဲ့တာကြောင့်မြို့ကြီးကိုပင်ရောက်ခဲ့ပေမဲ့တော့ကဘော်ရီများကိုဒီနေ့တည်းမှမေ့နိုင်ပါစေမမေ့နိုင်ပါစေတော့မဆွေမျိုးသားချင်းလည်းစင်ကြတဲ့သူတွေပဲတော့သူတို့ကျူးတဲ့ငယ်ချင်းပေါင်းတယ်ရုံသေးခြင်းကိုခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါ